စင်ကောင်းဆောင်နဲ့တော်ရိုင်းစင်အဖွဲ့တို့မောင်ဗလာတို့နောက်ကိုကြေရခံပြီးလိုက်လာခဲ့ပါတယ်။မောင်ဗလာကလည်းစင်ကိုမတက်ချင်ပဲတက်လိုက်ရတော့သူ့တားကိုအမဲလိုက်တင်ပေးခဲ့တဲ့အချိန်တွေကိုပြန်စင်းစားရင်းတတိယနေခဲ့ပါတယ်။မောင်ဗလာနဲ့သူ့ရဲ့သားလေးဟာတမင်တရီတွေကိုခြုံပြီးတမင်တွေကိုချောင်းကြည့်နေခဲ့ပါတယ်။အချိန်ကောင်းကိုရောက်တော့သူ့တားအတွက်လန်ကိုပေးပြီးလန့်ညွန်ခဲ့ကအပင်ပေါ်တက်ပြီးတမင်ကိုလန်နဲ့ခုန်ထိုးတက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလဲစင်လိုမျိုးမတက်ချင်ပဲရွေးချယ်စရာမရှိလို့တက်လိုက်ရတဲ့အတွက်ဝမ်းနဲ့စွာနဲ့တည်နေတဲ့တမင်ရဲ့မျက်လုံးကိုကြည့်ပြီးသူစဉ်းစားနေခဲ့ပါတယ်။စဉ်းစားပြီးမကြာခင်မှာပဲတော်ရိုင်းစင်အဖွဲ့တွေရောက်လာကတောင်းကျမ်းပါတော့တယ်။မောင်ဗလာနဲ့တိုင်လူစောကလည်းတော်ရိုင်းစင်အဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။တော်ရိုင်းစင်တွေအင်အားများတာကြောင့်မောင်ဗလာတို့အထိနာကတိုင်လူစောကလည်းစင်တွေလောက်တာခံနေရပါတော့တယ်။အဲ့ဒီအချိန်မှာမောင်ဗလာကတည်ရတဲ့စင်ရဲ့အဆွဲကိုမြောက်ပြပြီးပတ်ရန်နေခဲ့ပါတယ်။တော်ရိုင်းစင်ကောင်းဆောင်ကလည်းအဲ့ဒီစင်အဆွဲကိုတွေ့တော့ဝမ်းနေစရာမျက်လုံးနဲ့ကြည့်နေတာကိုမောင်ဗလာမြင်တော့စင်အဆွဲကိုမြောက်ပေးလိုက်ပါတယ်။စင်ကောင်းဆောင်ကလည်းအဲ့ဒီအဆွဲကိုယူပြီးထွက်သွားခဲ့တဲ့နောက်မောင်ဗလာတို့လည်းအသက်ဘေးကနေလွတ်မြောက်သွားခဲ့ပါတယ်။တော်ရိုင်းစင်တွေလည်းအဆွဲကိုယူပြီးစင်တင်းချိုင်းမှာတည်ရတဲ့စင်အတွက်သူတို့အားလုံးဝိုင်းပြီးနှမောင်းလေးနဲ့အဆွဲကိုပုတ်ပြီးတကြူပေးခဲ့ပါတယ်။နောက်နေ့မှာမောင်ဗလာတို့ခရီးဆက်တော့တော်ရိုင်းပေါက်တင်ညိုအဖွဲ့နဲ့ရင်ဆိုင်တိုက်ခိုက်ရပြန်တယ်။ပေါက်တင်ညိုအဖွဲ့တွေအယမ်းများတာကြောင့်ရှင်မချနိုင်ပဲစပါးခင်းထဲဝင်ပြေးခဲ့ပါတယ်။စပါးခင်းကိုကျော်တော့တော်ရိုင်းပေါက်တင်ညိုတို့အဖွဲ့ဝိုင်းထားတာကိုခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပေါက်တင်ညိုတို့နေဝင်သွားတာကိုတွေ့တော့တစုံတရာကိုကြောက်လန့်တကြီးနဲ့ထွက်ပြေးသွားခဲ့ပါတယ်။မောင်ဗလာတို့လည်းမရက်မနာပဲခရီးဆက်ကဟာဥကောင်းခွန်တွေနဲ့လှုပ်ထားတဲ့ကြောက်ပြင်ကိုတွေ့ခဲ့ပါတယ်။ဒီလိုနဲ့သူတို့ခရီးသွားနေရင်ကြောက်တုံးတွေအောက်မှာတခုခုရှိနေတာကိုတတိထားမိခဲ့ပါတယ်။ဒီလိုနဲ့အတန်တခုခုကြားလိုက်တော့မောင်ဗလာတို့ပြေးပုန်းနေခဲ့ပြီးတောဝက်ကိုထမ်းလာတဲ့မြောက်ဝင်ကိုတွေ့ခဲ့ပါတယ်။အဲ့ဒီမြောက်ဝင်ကလည်းတခုခုကိုကြောက်လို့အလင်းအမြန်ပြေးလာနေချိန်ခလုတ်တိုက်ပြီးခြေထောက်ကျူးသွားခဲ့ပါတယ်။သူလည်းလက်မလျှောက်နိုင်တော့လို့ကြောက်လန့်စွာနဲ့သူ့အဖက်သားတွေကိုတောဝက်ကိုလာယူဖို့လမ်းအော်ခဲ့ပြီးနောက်ကြောက်တုံးအောက်မှာပုန်းနေတဲ့မြောက်ဝင်တကောင်ထွက်လာခဲ့ပြီးတောဝက်ကိုယူခံနီးမှာပဲတော်ရိုင်းလင်းတို့ကြီးကဖမ်းသွားခဲ့ပါတယ်။ခြေထောက်ကျိုးနေတဲ့မြောက်ဝင်ကိုမောင်ဗလာကဝင်ခဲ့ပါတယ်။မောင်ဗလာနာကိုတော်ရိုင်းလင်းတို့ကြီးရောက်လာကမောင်ဗလာကိုတိုက်ခိုက်ဖို့လုပ်နေချိန်တိုင်နူစောကကိုက်တက်လိုက်ပါတယ်။ဒါပေမဲ့တော်ရိုင်းလင်းတို့တွေအယမ်းများတာကြောင့်တကောင်ပြီးတကောင်ဝင်လာနေခဲ့ပါတယ်။နောက်ဆုံးလင်းတို့တွေကတိုင်နူစောကိုချီခဲ့ပြီးမောင်ဗလာဝင်ခဲ့ကလင်းတို့တကောင်ကမောင်ဗလာကိုကြောက်တုံးနဲ့ကင်ဆောက်ခဲ့ပြီးသူတို့ဘရင်ရှိရာကြောက်တောင်ဘောကိုချီသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတိုင်နိုဆောကမောင်ဗလာကိုဖမ်းသွားတဲ့ကြောက်တောင်ဘောကိုအစွမ်းကုန်ကြိုးစားပြီးတက်နေခဲ့ပါတယ်။ဒါပေမဲ့လည်းတက်လွတ်မရတဲ့အဆုံးအကြံတစ်ခုရပြီးတေဟန်ဆောင်ခဲ့ပါတယ်။လင်းနှုတ်တွေကလည်းတကယ်တည်နေတယ်ထင်ပြီးကြောက်တောင်ဘောကိုချီသွားခဲ့ပါတယ်။အဲ့ဒီကိုရောက်တော့တည်နေတဲ့အကောင်တွေဒါရှိပြီးမောင်ဗလာကိုမတွေ့လို့တိုင်နိုဆောကလည်းလိုက်ရှာခဲ့ကအမြင်တွေနဲ့ချုပ်ထားတဲ့အကောင်တွေကိုတွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာလင်းနှုတ်တွေရဲ့ဘရင်အေယာမပင့်ကိုကြီးရောက်လာပြီးတိုင်နိုဆောကိုတွေ့ကအမြင်နဲ့ချုပ်ဖို့လုပ်ခဲ့ပါတယ်။တိုင်နူစောကလည်းပြန်ခုခံတိုက်ခိုက်ရင်းမောင်ဗလာရဲ့အနံ့ကိုရခဲ့ပြီးမောင်ဗလာကိုရှာတွေ့ခဲ့ပါတယ်။မောင်ဗလာကလည်းအမြင်ကနေလွတ်အောင်ယုံပြီးကြန့်အဆွဲကိုရိုက်ချိုးကာပင့်ကူကြီးကိုတက်လိုက်ပါတယ်။လင်းတို့တွေကလည်းသူတို့ဘရင်တီသွားတာကိုတီတော့အကုန်လုံးရုတ်တဲပြန်ဝဲလာနေတာကိုမောင်ဗလာတို့တွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမောင်ဗလာကတည်နေတဲ့ပင့်ကူကနေအမြင်တွေကိုဆွဲထုတ်ပြီးအောက်ကိုခုန်ဆင်းခဲ့ပါတယ်။လင်းတို့တွေသူတို့ဘရင်ကိုလာကြည့်ပြီးအတက်မရှိတော့တာကိုတီသွားတော့မောင်ဗလာတို့ကိုလိုက်တက်ခဲ့ပါတယ်။လင်းတို့တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့မောင်ဗလာတို့ကလည်းလင်းတို့တွေကိုပေါက်တင်ညိုရှိရာစပါးတော်ထဲကိုခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့မောင်ဗလာတို့လွတ်မြောက်သွားခဲ့ပြီးခရီးဆက်ခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့ဒိုင်နိုဆောကတီကောင်ကိုတွေ့တော့မွေထင်ပြီးကြောက်နေခဲ့ကမောင်ဗလာကစားပြခဲ့ပါတယ်။မောင်ဗလာရေစင်းကူးနေခဲ့ပြီးရုတ်တရက်ခုရောက်လာတာကိုတတိထားမိတော့ကုန်းပေါ်ကိုတက်ခဲ့ပါတယ်။ဒါပေမဲ့ဒိုင်နိုဆောကိုမတွေ့တော့လို့လိုက်ရှာရင်းမောင်ဗလာပါဖမ်းခံလိုက်ရပါတယ်။မောင်ဗလာနိုးလာတော့မြောက်တွေဝိုင်းအော်နေတာကိုပဲတွေ့ပြီးသူနဲ့ဒိုင်နိုဆောကိုကျိုးနဲ့ချီထားခဲ့ပါတယ်။ episode 3ကတော့ဒီလောက်ထိပါပဲ။ episode 4ကိုမနေ့ပြန်9နိုင်မှာတင်ပေးမှာပဲဖြစ်ပါတယ်။အားလုံးပဲ subscribe လေး like လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်